ရေစက်ပိုင်းကြောက်ပရောင်းမုံပြတဲ့လက်နဲ့အာရက်လူမျိုးရဲ့ပါဇက်နဲ့တောင်တွေ့ရသေးရဲ့နော်မုံပြတဲ့လက်လို့မခေါ်တတ်တော့မြန်မာဗီဇာပေါ့နော်တဲ့အားလုံးလည်းကျမတို့လွမ်းပြေလှုပ်ရှားလို့ရအောင်မုံပြတဲ့လက်လုံနီးလေးတင်ပေးလိုက်ပါတယ်ကျမကတော့ဆန်မုံကိုနှစ်ခွက်သုံးထားပါတယ်ဆားနဲ့ငယ်နဲ့ yeast လို့ခေါ်တဲ့ပွားစေးကိုလက်ဖက်စွန်းနဲ့တစွန်းထည့်ပါတယ်ရေကိုကတော့ဆန်မုံကတစ်ဆဆိုရေကတစ်ဆခွဲထည့်ပေးရမှာဖြစ်ပါတယ်ပုံမှန်မှာလှုပ်ရှားခြင်းတဲ့လူကရေကိုနှစ်ဆလောက်ထည့်ပါဘာလို့လဲဆိုတော့ဒီကဆန်တွေကတအားပွားတော့ရေနဲလို့ရှိရင်ချက်ပိတ်ကြီးဖြစ်သွားမှာဆိုလို့ပါပြီးရင်တော့အနည်းဆုံး3နာရီလောက်နှက်ပေးထားရပါမယ်ဒါကတော့မုံပြတဲ့လက်ထဲကိုထည့်စားမဲ့အစာပလာတွေပေါ့နော်ဦးကျိုင်းနဲ့တက်တာကိုထည့်လို့ရပါတယ်ကျမကတော့ဒီမကတ်အိုးသေးသေးလေးကိုသုံးပြီးတော့လုပ်ပါမယ်ရှင်ပထမဆုံးအနေနဲ့စီလေးကိုနည်းနည်းလေးတုပ်လိုက်တယ်အလွယ်တကူနေထိုင်တတ်တာမို့လို့မှုတ်ရည်ထဲတဲ့ခါကျရင်မွေပြီးတော့ထည့်ပေးပါရှင်ပြီးရင်တော့ကြက်ဥတစ်လုံးခောက်ထားတာထည့်လိုက်တယ်ကြက်သွန်မိတ်နန်းနန်းပင်ခင်းကျင်သီးငြို့သီးစိကျမတော့အကုန်ထည့်ပါတယ်အာလူကြော်ကိုလည်းဒီလိုမျိုးလေးခြေပြီးထည့်လိုက်ပါတယ်ကြောက်ပတောင်းဘက်မှာစားဖို့တဲ့မှုပြတဲ့လက်ကတော့မြေအိုးလေးနဲ့လုပ်တာဆိုတော့မြေတင်းနဲ့မွေးမွေးလေးနဲ့ပိုစားကောင်းတာပေါ့နော်ဒါကတော့အလွမ်းပြေမို့လို့ဖြစ်တယ်လို့လေးပဲလုပ်စားတာပါရှင်နောက်ထပ်တစ်ချက်ကိုတော့အာလူကြော်မပါဘဲနဲ့လုပ်ပါမယ်စောစောကတစ်ခုလုပ်သလိုပဲမှုတ်ရည်ထည့်တယ်ကြက်ဥထည့်တယ်ပြီးရင်ကိုစားခြင်းနဲ့အစာပလာတွေထည့်တယ်မှုပြတဲ့လက်လို့ဘာလို့ခေါ်ရလဲဆိုတော့အပေါက်ပေါက်လေးနဲ့ပြတဲ့လက်နဲ့တူလို့ပြောတာကြားဘူးပါတယ်လွန်ခဲ့တဲ့9နှစ်လောက်ကမှကြောက်ပတောင်းကိုသွားရင်လည်းမှုပြတဲ့လက်ကစားဘူးတာဆိုတော့ရှင်ရည်နဲ့စားရတယ်ဆိုတော့ကျမမှအံ့ဩလို့ကျမတို့ဘက်မှာထညက်ရည်နဲ့လုပ်တဲ့အချိုပဲစားဘူးတာဆိုတော့လေ